နွေရာသီရောက်လာတာနဲ့တပြိုင်နက်အာရခဒေတာပုံနှကျွမ်းမြို့နယ်မှာရေရှားပါတဲ့အခက်အခဲနဲ့စတင်ကြုံတွေ့လာရပါပြီ။ပုံနှကျွမ်းမြို့နယ်ကကြေးရော်တွေအပါအဝင်စစ်ပေးဆောင်စခန်းတွေမှာပါရေရှားပါတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာပါ။ပုံနှကျွမ်းမြို့နယ်ဟာနေ့စဉ်ရေရှားပါတဲ့ပြဿနာကိုကြုံနေရပေမဲ့အခုနှစ်မှာတော့စစ်ပေးဆောင်လူဦးရေများပြားလာမှုကြောင့်ရေရှားပါမှုတက်ကိုစောစီးစွာကြုံတွေ့လာနေရတာလေးဖြစ်ပါတယ်။ပုံနှကျွမ်းမြို့နယ်ကစစ်ပေးဆောင်စခန်းတစ်ခုစီမှာအာရခပြည်သူတော်လှန်ရေးအစိုးရက3ရက်အဖြစ်အသုံးပြုနိုင်ဖို့နဲ့နွေရာသီရေရှားပါမှုတန်ကရှော့ရှာနိုင်ဖို့အတွက်တောက်3ရက်နကန်စီကိုတူးဖော်ပေးထားလို့ရှိပေမဲ့လေကြောင်းနဲ့လက်နက်ကြီးအန်ရွေတွေကြောင့်နေရာအတေတကျမရှိဘဲရွေရှားနေထိုင်နေရတာကြောင့်လေရေရှားပါတဲ့အခြေအနေတွေကိုအရင်နှစ်တွေကတည်းကပိုခန်းစားနေကြရတယ်လို့စစ်ပေးဆောင်တွေကိုကုညီကိစ္စလုပ်ပေးနေတဲ့ပုံနှကျွမ်းလူငယ်များအစည်းအရုံးဥက္ကဋ္ဌကိုပြည့်ဖြိုးနိုင်ကပြောပါတယ်repair နဲ့ဇာကပဲဖိုက်လာလဲဆိုကျွန်တော်တို့ဒီအရန်ခောက်ကနေပြီးကိုတန်မှာဆာမူဒီမရှိလို့လေးမဟုတ်ပါနဲ့ကျွန်တော်တို့နိုင်တက်လို့ပုံလုံးချက်မှနေပြီးrepair နဲ့ဇာ medium finding ပါဒီကကျွန်တော်တို့ဒီအစိုးရရောဒီကျွန်တော်တို့ facility ပါနေပြီးနိုင်တက်လို့နိုင်ကလေးရှားရအောင်ဆိုပြီးကျွန်တော်တို့ဒီကိုတန်မှာဆာမူဒီလောက်ခါစရရှိပါတယ်သူကလေးနေပြီးဒီစိုက်ပွဲ area နဲ့ finding ဟာကျွန်တော်တို့မှနေပြီးဘေးမလွယ်လို့နေပြီးပြည်သူဒီကို report ပေးရစရှိပါတယ်ရပဲခင်းနေမြို့မှာနေပြီးမမျောလထားတဲ့နေရာဒီမှာစာပြီးတော့ဒီကကိုလိုနီယာရဲ့ခါမှာနေပြီးဒီ resort ပေါမှုဆိုဖိုက်လာဆိုပါဒီနိုင်ခါတော့ပုံနှကျွမ်းမြို့နယ်ကစစ်ပေးဆောင်စခန်းတွေမှာတူးဖော်ထားတဲ့3ရေကန်တွေကရေတွေကိုအချိန်အကန့်အသတ်နဲ့ရေထပ်ခွင့်ပြုထားပေမဲ့လေရေချပါတဲ့အခြေအနေတွေနဲ့ဖြစ်ရှင်းနိုင်ပေမဲ့တချို့စခန်းတွေမှာဆိုရင်3ရေဟာဒီတစ်ပတ်အတွင်းမှာပဲခန်းချောက်သွားနိုင်ရှိတယ်လို့စစ်ပေးဆောင်စခန်းနေသူတွေကဆိုပါတယ်အခုလိုရေချပါတဲ့ပြဿနာနဲ့ပတ်သက်လို့ပုံနှကျွမ်းမြို့နယ်ကစစ်ပေးဆောင်စခန်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်သူဦးမောင်အေးထွန်းကအခုလိုပြောပြပါတယ်ဒီကမှာဆိုရင်ကျွန်တော်ကတော့ကန်ကုန်းဆောင်ပါဘူးဆိုရင်ဒီနေ့ပတ်သက်လို့ကျွန်တော်ခဲခဲကုန်တဲ့စကားပဲပါဒီကအိမ်မှာကူကန်ဆိုသုံးခိုင်ပါမယ်ကန်သုံးခိုင်မှာပထမတကန်ကတော့ကဘာतोလာလောက်ပဲကုန်ခါပါဒီအဖက်နကန်ကတော့အသိတုကန်နကန်ကရကရဲ့ဆေမုဌာနကရီရှေရှိတပြီးလို့ဒီလောက်ထိဆယ်လို့300ခန့်ပြပါလေရကလေးအရာဘယ်ကိုအတိုင်းတန်တဲ့ကျွန်တော်မိုးတကပဲစီနာရီတီကအတိုင်းတန်တဲ့ဆိုလေအရာ300လောက်တည်းမ300ပါရဒီတိုင်းတဲ့ဆိုတော့ဒီနေ့ခဲခဲနောက်ဆက်လို့တော့ကိုပုံကားဖို့လုပ်နိုင်ပါတယ်တောက်ရီကိုကြကဒီသူတို့မိုးသားလီတာ9000ညလီတာ9000တပတ်မှာပဲ300တိုးလာပြီးပါလေရရှက်ရှင်နဲ့ကျွန်တော်မြတ်တပဲအဲ့လူနဲ့မြလို့ပဲသုံးခဲ့ပါတယ်ဒီတောက်ရီရှိတခုနဲ့တို့ကဒီသူတို့ကျေးဇူးတရားလေးဟင်းပါတယ်ဒီသူတို့ပဲပြပြလို့လေကျွန်တော်တို့ပဲဒင်းတက်တီကိုတောက်ရီတခုနဲ့မပူပန်ရပါဒီကသုံးရီမတို့ကအောက်ခန်းကပါအခါကြီးမတို့ကဟင်းနေမိပါရစစ်ပေးဆောင်စခန်းနေပြည်သူတွေဟာနိုင်ငံရေးစီရေးအခြေအနေတွေကြောင့်ကိုစီနှုံမြန်မာမှုတန်ကိုလည်းခါးစည်းခံနေကြရတယ်လို့အလုတ်အကင်ရှားပါမှုကြားတွေကနေစားအလုတ်လွတ်ကရင်မလောက်မငငွေပမာဏနဲ့ဝန်ရေးကိုဖြစ်ရှင်းနေရတဲ့အပြင်ရေချားပါမှုတန်တွေကိုလည်းခံစားနေကြရတယ်လို့စစ်ပေးဆောင်အမျိုးသမီးတူဖြစ်သူဒေါ်လာတန်းထေကအခုလိုပြောပါတယ်။တော်နေရိခါတော့ဆိုလေ sorry တော်ရီဆိုလေလူဒီမှာဆိုတာကပူလို့အခါခေကအလုံးကြိုင်ကလေးချော့ရဲအငှားတော်ဒီဆိုလေတော့ပိုင်ချန်ဒီကနေရနာဒီမှာကအရှောင်းကနေရငှားလို့ဖို့လူကမြော်ရဘလို့ဆိုကအငှားခါလေးဇီမရာလို့ခေကြီးလေအဲ့ဘဆိုကလူသက်တဝါဒုက္ခအမြောက်ရောက်ခဲ့တယ်အဲ့ကအခုဒီနိုင်ဒီမှာဆိုကပူလို့ဆိုလာရဟာကဆိုပြီးရောင်းလေရောက်စားဒီဖိုက်တွေတော့နဲ့တော်တီတောက်ဒီမှာဆိုလေအတိုင်းပေါ်ဒီဝဘော်ဒီဆိုလေဟင်းတီဟိုကဆိုလေတိုင်တီဝေါ်ဒီဆိုလေရှော့လာရခါဝါအဝီကြီးဟိုမှာဆန်တီဖာ3နာရီ9နာရီပဲလာရခရီတီကိုလောမနာထောင်ခွဲရတရမမတရှင်ရောက်တယ်လူပြောက်စားတရှင်စားရရလောက်ခရီဝီကလာရတော့နဲ့အမျိုးကြီးလေးမထမ်းနိုင်မသိနိုင်အဲအနစ်ရှာထမ်းရလူပြောက်လောစားတရောလုံးကိုလောက်ခမတန်တကောလောက်ပြလောလောက်ရတာတူတူတော့တဲ့ခုကလေးစောနေရခစောနေစောဝင်ရတော့ခုကလေးအဆောင်မရကျန်မာရဒီကဆိုရခုနေတာဒီပိုက်တကြလာရလို့ဆိုရမိုးကြဖို့အရှင်ကိုကြလဲဆိုလေတော့ဝန်ရောကဒီဖိုက်ခဲ့တဲ့ကျန်မာရဒီနဲ့ဘယ်ဒီစရိကမှာဆိုလူအမျိုးကြီးစုလို့နေရဆိုတာတော့ကျိုင်လို့လူဒီအမြောက်ကြီးစုလို့ကျိုင်လို့နေရဆိုတာကျန်မာရဲတော့လေခေါက်ခတိအမြောက်ကြီးရောအခုနေရစတဲ့ဆိုပဲစောနရိခတိဆိုလေကိုစစ်ကေစီရီဒီဆိုလေတော့အခုဆိုပဲပရဲလဟာစတိတောင်းရှိလောက်ကြရလေးလာငေါ်လာလောက်3လလောက်ခုပါပြေလာမသိလို့ထားရလလောက်ကောက်ကရာဟာလို့ဆိုကအခုကလူကြရဲတနဲနဲ့တနဲကိုတော့မမန်နိုင်ခဲ့ရဲ့ထမောတခုရနဲ့ဆိုလေတော့ဟော့ရှိတခုရနဲ့ငေါ်တခုကိုမရနိုင်ရပါစားချီကိုဖိုင်းနေတယ်
နဲ့ဆရာနောက်ထဲလာလို့ပဲကိုကြီးပြီးဖို့ခွေးစတင်ဟင်းဆိုလေသားကျွန်တော်ကဲကိုတစ်ခေါက်ရှိလောက်ဥစားပြီးတစ်ခေါက်ရှိလောက်လာခဲ့ပါလို့ပြောချင်ပါတယ် ဒီလိုရေချပါမှုပြဿနာကိုဖြေရှင်းဖို့အတွက်အာရခပြည်သူတော်လှန်ရေးအစိုးရနဲ့အရက်ဖက်အဖွဲ့အစည်းတွေပူးပေါင်းကလက်ရှိစစ်ပေးဆောင်စကန်အတွင်းမှာတူခေါ်ထားတဲ့ရေကန်ထဲကရေတွေမှာလည်းရေခမ်းချုပ်လာနေတဲ့အပြင်နောက်တိတိနဲ့ရွှမ်းအနေရေတွေလိုဖြစ်နေရမို့တောက်သုံးဖို့အတွက်လေးတန်ရှင်းမှုအားနည်းနေတာကိုတွေ့မြင်ရပါတယ်။ပုံနှကျွမ်းမျိုးတွေကစစ်ပေးဆောင်နေဟာပြီးခဲ့တဲ့2025ခုနှစ်ကလည်းအခုလိုမတန်ရှင်းတဲ့ရေတွေကိုတောက်သုံးကြရတာကြောင့်ဝမ်းပြက်ဝမ်းလျှောရာနာစားတဲ့အရေးပြားယောဂတွေကိုခံစားခဲ့ကြရပါတယ်။အခုနှစ်မှာလေအရင်နှစ်ကလိုမတန်ရှင်းတဲ့ရေတွေကိုအသုံးပြုနေကြရတာကြောင့်ယောဂတွေဖြစ်လာမှာကိုလေစစ်ပေးချောင်ပြည်သူတွေဟာစိုးရင်ကြောက်ကြနေရပါတယ်ရှင်။